လွန်ခဲ့သော2တန်း66တန်းခန့်ကပလန်စီယိုဆောလေဘင်းရှည်ဒိုင်နိုဆောတွေဟာကြောက်ခဲမြို့ချခြင်းရဲ့ကောင်းကျိုးကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်ရှင်။ကြောက်ခဲတွေဟာတစ်စင်းနဲ့အစာအိမ်ထဲကိုချောချောမွေ့မွေ့ရောကျသွားနိုင်ပါတယ်။ဒါပေမဲ့ကြောက်ခဲတိုင်းကသူတို့နဲ့မကိုက်ညီပါဘူးရှင်။လိုင်သာယာနှင့်နထိုးကြီးကအကိုကြီးတို့အမကြီးတို့ကျေးဇူးပါရှင်။ဒိုင်နိုဆောအမေဟာသူ့ရဲ့သားပေါက်လေးကိုခေါ်ဆောင်ပြီးအဝေးကြီးကနေဒီပင်လယ်အော်စီကိုကူးခတ်လာခဲ့ကြပါတယ်။သူတို့နဲ့အတူတူလာကြတဲ့အခြားဒိုင်နိုဆောတွေဟာလည်းရည်ရွယ်ချက်တူတူပဲရှိကြပါတယ်။ဘာလို့လဲဆိုတော့ဒီပင်လယ်အော်ဟာအခြားနေရာတွေမှာမရနိုင်တဲ့လုံးဝန်းချောမွေ့တဲ့ကျောက်စရစ်ခဲတွေကိုသူတို့အတွက်ရရှိစေနိုင်လို့ပါပဲ။အဲ့ဒီကျောက်ခဲတွေဟာရေတံခွန်ရဲ့အောက်ခြေမှာငြိမ်ငြိမ်လေးရှိနေကြတာပါ။ကျောက်ခဲမြူချတာဟာအစာချေဖြတ်မှုကိုအထောက်အကူပြုတယ်ဆိုတာပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့မျိုးစိတ်ပါပဲရှင်။အချက်လက်တွေအရသူတို့ဟာဒီကျောက်ခဲတွေအေကိုလေးချိန်ထိန်းညှိဖို့နဲ့အစာချေကြောက်ခဲအဖြစ်တကယ်ကိုလိုအပ်ကြောင်းသက်သေပြနေပါတယ်။ဒီကြောက်ခဲတွေဟာသူတို့ရဲ့အစာအိမ်ထဲမှာရှိနေပြီးမဝါရသေးတဲ့အစာတွေကိုကြိတ်ချေဖို့ကူညီပေးပါတယ်။ကျမတို့လက်ရှိအိမ်မွေးချက်တွေကိုကြည့်ရင်လည်းသူတို့ကဒါမျိုးတွေကိုစားလေးရှိကြပါတယ်ရှင်။ဒိုင်နိုဆောပေါက်စလေးတွေအတွက်တော့ပထမဆုံးအကြိမ်စူးစမ်းမှုကမလွယ်ကူပါဘူး။သူရွေးချယ်တဲ့ကြောက်ခဲကမကိုက်ညီရင်သူ့ရဲ့အစာပြုံကိုထိခိုက်ရှာစေနိုင်ပါတယ်ရှင်။အခုတော့သူဟာတက်နိုင်သမျှကြောက်စရစ်ခဲအများကြီးကိုမျိုးချခဲ့ပါတယ်။ဘာလို့လဲဆိုတော့နောက်တစ်ခေါက်ပြန်လာဖို့ဆိုတာဘယ်အချိန်ဖြစ်မလဲမသိနိုင်တော့လို့ပါ။သားအမိ2ယောက်စလုံးစိတ်ကျေနပ်မှုရရှိပြီးတဲ့နောက်မှာတော့သူတို့ဟာပင်လယ်နက်ထဲကိုပြန်ဖို့ချက်ချင်းပဲပြင်ဆင်ကြပါတယ်ရှင်။ဘာလို့လဲဆိုတော့ဒီနေရာမှာသူတို့လိုအပ်တဲ့သားကောင်လည်းမရှိလို့ပါ။အခုလိုစိတ်ဝင်စားစရာတွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပေးသွားကြပါအောင်ရှင်